ဘာတက်1903 PS နော်ပုံပါဒီပုတ်ဖြစ်တဲ့ error 913ကတော့ leader 3 clean နော် leader 3 clean ဆိုတဲ့ဒီရှေ့ကနော်ဒါလေးလုတ်တဲ့ကောင်အဲ့ကောင်ရဲ့ error ပေါ့နော်အဲ့ကောင် error ဖြစ်တဲ့အတွက်အဲ့ကောင်ဘယ်လိုဖြစ်တာလဲဆိုရင်ကောင်လေးကကတ်သွားတာနော်ကတ်သွားသူနေရာမကျတဲ့ခါမှာအဲ့ error 915နော်913ပေါ့913ကအမြဲတမ်းထိုးတယ်အဲ့တော့သူ့ကိုတိဆောက်ထားတဲ့အပိုင်းလေးနည်းရှင်းပြမယ်ဒီကောင်ကမော်တာကတော့ဒီမှာသူ့မော်တာနော်ဒီမော်တာချီကောက်တဲ့ဒီခလုံးလေးကိုနှိပ်မယ်ဆိုရင်သူ့မော်တာလှုပ်လို့ပြမယ်နော်ဒါဒီဟာလေးဖမ်းဖို့အတွက်နော်လှုပ်တာအဲ့တော့အဲ့ကောင်ကစံစာရှိတယ်နော်စံစာဒီမှာတက်ထားတယ်စံစာကသူကနှစ်ပိုင်းပေါ့နော်စံစာနှစ်ပိုင်းတက်ထားတယ်စံစာအနေနဲ့သူကနှလုံးတက်ထားတယ်နော်ဒီဘက်ကလုံးဒီဘက်ကလုံးကျိုးနဲ့ join လာတယ်အဲ့တော့သူ့ရဲ့ဒီမော်တာရဲ့လှုပ်ရှားမှုနော်လှုပ်ရှားမှုကသူကနှစ်နေရာရှိမယ်နော်စသရင်မီးဖွင့်တာနဲ့နေမဲ့နေရာပြီးရင်အလုံးလုံးမယ်နော်အလုံးလုံးမယ်သူနောက်ဆုတ်သွားမယ်အဲ့တော့အဲ့နှစ်နေရာကိုဒီစံစာနှစ်ခုနဲ့မှတ်ထားတာနော်ဒီစံစာနှစ်ခုမှတ်ထားတော့ဒီစံစာနှစ်ခုနေရာကိုသူကရောက်ပြီးမှသူကျန်တဲ့ဟာဆက်လုံးမယ်မရောက်ပြီးဘူးဆိုရင်သူကအဲ့ဒါ913ပြမယ်အဲ့တော့ဖြစ်နေအောင်နော်ဒီကောင်ကဒါလေးနည်းနည်းတော့လှုပ်လိုက်ရင်ကောင်းသွားတယ်သုံးလို့ရတယ်အပြီးဒီခါနောက်ခါကျရင်နေနဲ့ကတ်သွားပြန်သူ့နေရာမရောက်ရင်ဒီခါ913ပြပြန်အောင်အဲ့ပြဿနာကိုအခုကတော့ခက်ဆေးဆေးဖြစ်လာတော့အဲ့ပြဿနာကိုဖြေရှင်းမှုအတွက်ဖြေရှာတာပေါ့နော်ဘရောင်းလုံးနဲ့ဒီစံစာတွေကောင်းတာလားဒီကောင်ကိုကျွန်တော်ပိတ်လို့ရလားနော်အဲ့ဒါလိုက်တာပေါ့ပိတ်လို့ရလားဆိုတော့ဒီကောင်ကိုပိတ်တဲ့ဟာဒီခြီဖြတ်တဲ့ခလုတ်ပေါ့နော်ဒီခလုတ်မသုံးဆိုပြီးတော့ပိတ်လို့ပဲရတယ်ဒါပေမဲ့ဒီ function ကိုပိတ်လို့မရဘူးဒီ function ကနီးစဖွင့်တာနဲ့သူကအလွတ်လုံးပါနော်အဲ့ပြဿနာဖြစ်တော့ဒီကောင်ရဲ့ဒါအလုံးကကျွန်တော်ဖြောက်လို့မရဘူးအဲ့တော့ကျွန်တော်ဒါတွေကိုစစ်တဲ့ခါမှာစံစာကောင်းမကောင်းနော်မော်တာကောင်းမကောင်းကတ်ကောင်းမကောင်းအဲ့လိုလိုက်စစ်ရမှာနော်အဲ့စံစာကတော့စံစာစစ်တဲ့ဟာတစ်ချက်ပြပါမယ်ဒီလက်ရှိစံစာရဲ့အပြင်မှာကျိုးပါညာတွေအားလုံးကောင်းတယ်အဲ့ဒါကြောင့်စံစာပြန်တက်မယ်စံစာကိုစမ်းကြည့်ဒီချီကောက်တဲ့ခလုတ်ကလေးနော်ဒါလေးကိုပိတ်တဲ့ဟာနော်ဒါလေးကတော့သူက35ပါနော်ဒီကောင်လေးသုံးမရအောင်ဒါလေးကိုပိတ်လိုက်ဝမ်းထားလိုက်ပါနော်ဒါဆိုရင်သူကဒီကလုံးမလုပ်တော့နော်ဒါပေမဲ့ခလုတ်ပဲသူကပိတ်လို့ရတာနော်သူရဲ့စယူမီးခွင်းတဲ့အချိန်မှာတော့ဒီကောင်ကစလှုပ်တယ်နော်အဲ့စလှုပ်တဲ့နေရာမှာသူကနေရာမမှန်ခလုတ်ကတော့သုံးလို့မရဘူးပိတ်သွားတယ်ဒါပေမဲ့စလှုပ်တဲ့အချိန်မှာသူကလှုပ်ရှားတယ်နော်အဲ့လှုပ်ရှားတဲ့ဟာကိုဒီစံစာနေရာရောက်အောင်သူကမရွှေ့ပေးနိုင်ဘူးနော်မော်တာမရှိဘူးနဲ့တော့အဲ့ရတက်နေရတယ်အဲ့တော့ဒီစံစာကောင်းမကောင်းကိုကျွန်တော်စစ်ဆေးမယ်စံစာကိုစစ်တဲ့ဟာသူကတော့အမိုကြာဖိနေမယ်နော်ဖိနေရင်ကြီးဖွင့်မယ်ကြီးဖွင့်ပြီးတော့နော်အတန်နှစ်တန်ပြီးရဲ့အချိန်ပေါ့အဲ့ဒီမှာကျွန်တော်နေမယ် CP ပေါ့နော်CP ကိုသူက7ပါပေါ့နော် CP 7ဒါစံစာစစ်တာCP 7ဒီစံကို ready ခောက်အဲ့တော့ဆက်လက်ထိတ်ဒီကောင်လေးကပထမစံစာဒုတိယစံစာနော်အဲ့စံစာနှလုံးကိုသွားတာဒီမှာနှိပ်တဲ့ခါမှာနော်ဒီမှာတစ်ကနေ3ညဖြစ်သွားတာဒါဆိုဒုတိယစံစာကောင်းတယ်နောက်ကိုဆုံးမယ်ဒီဘက်ညာဘက်ကစံစာ1နဲ့3ညဖြစ်သွားဒါဆိုကောင်းတယ်နော်ဒါပေမဲ့စောစောကအဲ့လိုစမ်းတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီကောင်ကသွားကျင်သူသွားတယ်လူးတော့ဒီမော်တာကလှုပ်ရှားမှုကလူးနေအဲ့အတွက်ကြောင့်ကိုယ့်အကိုလက်နဲ့ပဲတုံးပြီးဆွဲပြီးတော့စံစာကောင်းမကောင်းမဆန်းကြည့်လိုက်တယ်အဲ့ဒါဆိုရင်တော့ဒါစံစာကောင်းတယ်ဒါကောင်းတဲ့ဆိုတော့ဒါကြောင့်မော်တာဘက်သွားမော်တာကိုထိုင်းအခုလိုကျွန်တော်နှိမ့်မယ်ဆိုရင်မသွားဘူးเนาะအဲ့တော့ဖြစ်နေတာလူးနေတာเนาะအဲ့တော့ကျွန်တော်မော်တာကိုစစ်မယ်เนาะမော်တာကိုစစ်ဆေးတာပေါ့ကျွန်တော်မှအမြောက်1နဲ့ထားပြီးတော့ဒီဆိုတော့ဒီကောင်เนาะအဲ့မော်တာเนาะချီဖမ်းတဲ့မော်တာလေးကိုတိုင်းတာတဲ့အခါမှာပထမတော့ကျွန်တော်မှတ်ထားပါတယ်ဒီကောင်เนาะဒီကောင်ရဲ့နောက်ဒီချားရအောင်เนาะအဲ့မှာပြတယ်နောက်ဒီကောင်ရဲ့ပြတယ်ဒီတထုပ်เนาะဒီတထုပ်ပေါ့တထုပ်ဆိုဒီ3ချောင်းကဆက်သွယ်ချက်ပြတယ်ကျန်တဲ့ဒီဘက်က3ချောင်းမပြအောင်เนาะတချမ်းမှာဆိုပြက်နေတဲ့ပုံစံဖြစ်သွားတာเนาะဒီဘက်ကကောင်းတဲ့အလုံးတွေကျွန်တော်တိုင်းပြီးတော့အဲ့လိုပြရဖြစ်တဲ့အတွက်ဒါပြင်ဒီတချမ်းမှာဆိုပြက်သွားတယ်เนาะ
နော်တစ်ပိုင်းကတော့ကောင်းတယ်တစ်ပိုင်းမှာပြက်နေပါနော်အဲ့ဒါကိုလိုက်ရေးခါမှာအဲ့ကျိုးထဲမှာနှစ်ကျိုးပြက်နေတာဖြစ်တယ်နော်အဲ့နှစ်ကျိုးပြက်တာကိုကျွန်တော်ပြန်ဆက်ပြီးပြန်တိုင်းရခါရမှာသူကအဲ့လို3ခုကပြသွားတယ်နော်ဒီလိုပြတယ်နောက်တစ်ခါဒီလို3ခုမှလည်းပြတယ်နော်အဲ့လိုပြသွားတယ်ဟောအဲ့ကြောင့်မှဒီကောင်ကဆက်သွယ်ပြမှန်သွားတာနော်အဲ့ဒါလေးစသားရရင်ရောဒီဘက်ကနော်စန္ဒာကျူးနော်စန္ဒာကျူးစီယန်65ပြန်65နဲ့အောက်က45နော်အဲ့45ကိုစစ်ပါအဲ့စန္ဒာပြည့်ရင်ပြည့်စန္ဒာလွတ်ရင်လွတ်အောက်က socket လွတ်ရင်လွတ်ဟောရင်တော့မော်တာပြည့်ရင်ပြည့်မယ်တော့ကက်ပြည့်မယ်နော်အဲ့ပုံစံ